အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိရဲကျွန်တော်တို့ညာချက်လေးပါတကူတော့ကိုအမှန်တကယ်အားပေးပြီးစောင့်နေအားပေးတယ်ကိုမရလည်းကျွန်တော်ကိုသူကနော်YouTube channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်တကူတော့ကိုအမှန်တကယ်အားပေးတယ်ဆိုရင်ကဲအားလုံးပဲလိုက်လက်မလေးတွေနှိပ်ပါ channel ကို subscribe မလုပ်ရသေးတဲ့ကိုမရလည်းငါပထမဦးစွာ channel လေးကို subscribe နှိပ်တော့ဝင်လာပြီခေဆိုရင်လိုက်လက်မလေးနှိပ်ပဲကိုမှတ်မှာ okay မှတ်မယ်မင်္ဂလာပါဆိုပြီးတော့မှတ်မယ်ကဲအဲ့တော့ဒီနေ့ကတော့ကျွန်တော်ဖုန်းဝင်သမားတွေပဲဆင်ပြေပဲเนาะအဲ့ဖုန်းဝင်သမားတွေကတော့ကျွန်တော်တို့ဒါအကုန်ထွက်သွားပါပြီကျွန်တော်တို့ဒါဒီနေ့မှာ23ထွက်သွားဆောင်နေတဲ့သမားတွေကကျွန်တော်ဒီနေ့မှာတော့မပါဘူးအဲ့ဒါကြောင့်မနက်ဖြန်ကိုကျွန်တော်တနေ့ကုန်မှာနေတဲ့သမားတွေထက်အောင်လုပ်ပြီးထားပါတယ်နောက်နေတဲ့သမားတွေမနက်ဖြန်တနေ့ကုန်အောင်ဝဲခံမယ်နော်ယုံကြည်တယ်မလားအဲ့တော့မနက်ဖြန်ကိုတနေ့ကုန်အကွက်လေးတွေမိအောင်ကျွန်တော်ကြိုးစားပြီးထားပါတယ်အဲ့တော့နေတဲ့သမားတွေကအစားအဆုံးလေးကြည့်မယ်ဒီ profile လေးကိုကူစားပါလေးတွေနော်ဒါကြာသာပေးတောက်ကြလေးဖောင်းရဖြစ်တဲ့ကြောင့်ကြာသာမင်းလေးတနေ့ကုန်မှာဘင်ဟာလေးတွေအားသာချက်ရှိတယ်အားနည်းချက်ရှိတယ်တခါလေးထည့်ပြီးတော့ဒီဗီဒီယိုမှာတခါလေးပြောပြပေးသွားမှာပါအဲ့ဒီကြောင့်အစားအဆုံးလေးပဲနားထောင်ပြီးရင် okay လေးတွေမှတ်ထားမင်္ဂလာပါဆိုပြီးတော့မှတ်မယ်ပြီးရင်ကျွန်တော်အခုပြောတဲ့ကဏ္ဍလေးတွေတခုမှကျန်လိုက်ပြီးတော့မှတ်ပေးပါနော်အဲ့လို channel ကို subscribe နှိပ်ပေးပါကဲဝင်လာပါမယ်အစားအဆုံးလေးနားထောင်ပြီနော်အဲ့တော့ကျွန်တော်တို့ကြာသာပေးတော့ရောက်ရှိလာပြီပေါ့နော်ကျွန်တော်လက်ရှိမှာကျွန်တော်ကနန်းစိမ်းကတောက်လျှောက်လာတယ်တောက်လျှောက်ပြီးတယ်နော်လက်ရှိမှာကနန်းစိမ်းတွေကကျွန်တော်တို့ဒါဒီညနေမှာလည်းကျွန်တော်ကနန်းစိမ်းဖြစ်တဲ့3ထပ်ပြီးတော့ဆင်းနေပေါ့နော်အဲ့တော့3ဆင်းနေကနန်းစိမ်းမှန်သမျှကိုကျွန်တော်2နဲ့တွဲပြီးတော့ဆင်းလာတာတတိထားမိတယ်ကျွန်တော်82 42ဒါကျွန်တော်တို့32ဒီလိုမျိုးလေးဆင်းနေတာ2နဲ့တွဲလာတာကနန်းတစ်လုံးချပြီးနေပေါ့လက်ရှိမှာကျွန်တော်3ရက်တင်မှာလည်းကနန်း9လုံးဆင်းသွားတယ်ကျွန်တော်မဆင်းလာဆိုတော့1 3 156ပေါ့နော်156ဆိုတဲ့ကနန်း3လုံးကျန်လာပေါ့နော်1 5 6လို့ကျန်နေပြပေါ့အဲ့တော့ဒီ6တွေ1 5တွေချင်းတွေကဘယ်လိုမျိုးရှိမလဲမနေ့ပြန်ကြာသာမင်းတည့်ရပဲရှိတော့တယ်ဘယ်လိုမျိုးလာမလဲအဲ့တော့ကျွန်တော်ကဒီဘက်မှာတော့ကျွန်တော်ကဖောင်းရည်ရှိတော့ကနန်းကတော့မပြောတတ်ဘူးဒါပေမဲ့1 5 6ဆိုတဲ့ကျန်တဲ့နေသားတစ်ခုမှာတော့1 5 6တွေကကျွန်တော်အကြိုက်ဆုံးတစ်လုံးရှိတယ်6မပြောက်ဘူးเนาะဘာကြောင့်လဲအရှင်းမှာကျွန်တော်တို့ဒါ23လာပြီအခုဒီညနေ23လာပြီเนาะ23အာဆင်းပြီးတိုင်းမှာကျွန်တော်6ပိုင်း6ပိုင်းရှိတယ်ပေါ့နော်2ရက်တွင်း6ပိုင်းရှိတယ်เนาะချက်ချင်းချလေးရှိတယ်2 3ချပြီးတိုင်းမှာ6ပိုင်းကချက်ချင်းချလေးရှိတယ်เนาะပြီးရင်ကြာသာပေးတောက်ကြတဲ့ကျွန်တော်ရဲ့ဒါတောက်ကြနေကဖောင်းနေဆိုပြီးကျွန်တော်တို့ဒါခံမှန်းမှုရအရှိ3ရက်ပြီးသွားပြီကြာသာပေးဒါဖုတ်ဒါကျွန်တော် sorry အရှိ3ရက်ပြီးသွားပြီကျွန်တော်ကြာသာပေးတောက်ကြ2ရက်တွင်းမှာခံမှန်းမှုရဆိုရင်ကျွန်တော်တို့ဒါဖောင်းတာပိတ်တာတွေကကျွန်တော်တို့ဒါအသာထားပါကျွန်တော်အရှိအပတ်တွေမှာခံမှန်းတဲ့အတိုင်းပဲကျွန်တော်တို့ဒါခံမှန်းရမယ်ဆိုရင်နော်ဒါပေးမဲ့ဆိုရင်ကျွန်တော်တို့ဒါမဖြစ်မနေစင်မယ်ကြာသာပေးတောက်ကြဒါထုံးရလိုက်တော့ဒါ2ရက်တက်လိုက်မယ်နော်ဒါပေမဲ့တောက်ကြနေဖောင်းနေထားအဲ့တော့ကြာသာပေးနေမှာမဖြစ်မနေစင်မယ်ပေါ့နော်ကျွန်တော်တို့မဖြစ်မနေစင်မယ်ကနန်းနှလုံးခွန်6နော်6ခွန်ဆိုတဲ့နှလုံး6နဲ့ခွန်ဒီကျွန်တော်တို့ကြာသာပေးတောက်ကြ2ရက်ထဲမှာမဖြစ်မနေစင်မယ်နှလုံးလုံးစင်မယ်စင်ရင်တစ်လုံးမဖြစ်မနေစင်မယ်နော်နှလုံးလုံးစင်မယ်မစင်ရင်တော့တစ်လုံးမဖြစ်မနေစင်မယ်ဒါပေမဲ့တောက်ကြနေဖောင်းတဲ့ကြောင့်ကြာသာပေးတစ်နေ့တော့ကျွန်တော်မျှော်လင့်ချက်ရှိတာပေါ့အဲ့တော့ကြာသာပေးတနေ့ကိုမှကျွန်တော်တို့ဒါမဖြစ်မနေ6ခွန်တစ်လုံးကမဖြစ်မနေကန်ရမယ်အဲ့တော့နောက်ဒါ2ရက်ထဲမှာမဖြစ်မနေစင်းမယ်နော်အဲ့ဒါ6ခွန်ကနှလုံးလုံးတွဲစင်းနေဆိုရင်ဒါမှမဟုတ်လေကျွန်တော်တနေ့ကိုမှတစ်လုံးတစ်လုံးစင်းနေစင်းမယ်ဒါမှမဟုတ်လေတနေ့ကိုတစ်လုံးနဲ့စင်းသွားမယ်တခြားဘောတော့ကျွန်တော်6နဲ့9နဲ့ကတော့ကျွန်တော်တို့ဒါမနက်ဖြန်ထပ်ပေးဖို့လို့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒါအရှိတစ်ဖက်မှာပြန်ကြည့်နေအရှိမှာကျွန်တော်တို့ဒါ8တွေလာထားတယ်8လိုင်း6မပြောင်းနော်ကျွန်တော်တို့ဒါ8လိုင်း6မပြောင်းကျွန်တော်8ထိပ်စီလာထားတယ်6မပြောင်းဘူးเนาะအဲ့တခုလည်းရှိထားတယ်ကျွန်တော်2 3အားဆင်းပြီးလိုက်မှာကျွန်တော်အရှိဘက်ကလည်းအဲ့ဒီပဲเนาะကျွန်တော်8ထိပ်စီနောက်ပြီးလာတယ်ပြီးရင်23လာတယ်ပြီးရင်6တန်းပြီးတော့ဆင်းလာတာပဲဒီဘက်မှာကျွန်တော်8ထိပ်စီလာထားတယ်ပြီးရင်ကျွန်တော်တို့เนาะ2 3အားလာပြန်ပြီ2 3အားထပ်ပြီးတော့ကြာ23အားကြာပြီးတိုင်းမှာကျွန်တော်မဖြစ်မနေဆင်းမယ်6အဲ့တော့ဒီ6ဒီ2ရက်တည်းမှာလည်းဒါခွန်6လုံးကလည်းဖြစ်လို့ကျွန်တော်2 3ဆင်းပြီးတိုင်းမှာလည်း6ကရှိနေတဲ့ကြောင့်6သမားတွေမလည်းဖြစ်မနေကိုအရေးကြီးပါတယ်အဲ့တော့မနက်ဖြန်မှာကျွန်တော်6သမားလေးတွေရှိ okay လေးတွေမှန်ထားပါကျွန်တော်ဒီညပြောတာလေးတွေကျွန်တော်အကုန်လုံးရှင်းပါတယ်เนาะအဲ့တော့6သမားလေးဘယ်လောက်အရေးကြီးတာတေချာလေးရှင်းပြတာပါ6သမားလေးတွေရှိ okay လေးတွေမှန်ထားပြီးအစားအဆုံးလေးကြည့်ပေးတာမနက်ဖြန်က6နဲ့ပတ်သက်တဲ့အကုန်အရေးကြီးမနက်ဖြန်တနေ့ကမှကျွန်တော်6ကိုကနန်းစင်းထဲမှာတော်ကြိုက်တယ်အဲ့တော့ကိုသက်ကနန်းအကြိုက်ဆုံး10လုံးလေးကတစ်လုံးရွေးချယ်ပေးပါဆိုကျွန်တော်6တစ်လုံးပဲရွေးချယ်ပါမနက်ဖြန်ကြာသာမင်းလေးအတွက်ဆိုရင်လေနောက်ဆုံးနေ့ပေါ့ဗျာတောက်ကြနေကပိတ်တော့6သမားလေးတွေ okay မှန်မယ်မနက်ဖြန်ကျွန်တော်6မှာ6နော်ကဲအဲ့တော့နော်6ကောင်းလောက်မမေးတော့နဲ့နော်ပြောင်းလိုက်တော့မှဆိုရင်ကျွန်တော်တို့6ပူကြိုက်တယ်ပေါ့နော်ဒါအဲ့ဒါ6သမားတွေ okay မှတ်မယ်မင်္ဂလာပါမှတ်မယ်ပြီးပောက်ကွက်လေးတွေယူမယ်လာပြီးတော့မှတ်မယ်ကဲတော့အဖောက်ဝဲသမားတွေနော်အဖောက်ဝဲကျွန်တော်လက်ဆောင်ခေါ်နေပြီနော်လက်ဆောင်ဒီအရေးကြီးတယ်အရင်ဘက်ကလည်းကျွန်တော်လက်ဆောင်ဒါကြာသာပြီးနေထွက်သွားရင်နော်ကျွန်တော်လက်ဆောင်လေးကနော်3ညလေးပဲထုတ်တာ30 20 30 60 30ကြာသာပြီးနေညနေမှာထွက်သွားတယ်ဒိတ်ပဲ
နော်ဒီတစ်ပတ်လည်းအလားတူပဲကျွန်တော်တို့ဒါအဲ့လမ်းကြောင်းလိုက်တော့ထုတ်ထားပါတယ်နော်လက်ဆောင်ထုတ်ပြီးပေးတော့ပေးနေပါပြီအဲ့တော့အဖွဲ့ဝင်မယ်ဆိုရင်ကျွန်တော်ဝင်ကြည့်တဲ့တောင်းမှာလက်ဆောင်ကြိုးပြီးတော့ဒါနောက်တစ်ပတ်စာကြိုးခေါ်တာပေါ့နော်ဟိုနောက်တစ်ပတ်စာကြိုးဝင်ထားမယ်ဆိုရင်ကိုကဒါမနက်ဖြန်ကြာသာမင်းနေ့တရက်စာလက်ဆောင်အဲ့အကွက်တွေရပါမယ်နော်ဒါအဲ့မနက်ဖြန်အတွက်လည်းလက်ဆောင်ရမယ်ပြီးနောက်တစ်ပတ်စာပါပါတယ်နော်ဝင်ကြည့်တဲ့တောင်းက